ကျွန်တော်တို့နေထိုင်တဲ့ကဘာကြီးဟာကုန်းမြေ29ရာခိုင်နှုန်းရေပြင်81ရာခိုင်နှုန်းနဲ့တည်ရှိနေတာပါအခုအချိန်မှာလူသားတွေရဲ့ပြောင်မြောက်လောက်တဲ့လက်ရာတွေကြောင့်အာကာသအထိတောင်ခီးနှင်နိုင်ကြပါပြီဒါပေမဲ့သမုဒ္ဒရာရဲ့အကြောင်းအရာတွေကိုတော့ရာစုနှစ်ချီအောင်လေ့လာလို့မပြီးဆုံးကြသေးပါဘူးဒီနေ့မှာတော့သမုဒ္ဒရာရေပြင်ကနေပေပေါင်း13100အထိလူတွေလေ့လာတွေ့ရှိထားသမျှတို့ပြောပြပေးပါမယ်အကြောင်းအရာလေးမစခင်မှာကျွန်တော်ရဲ့ channel ကို like နဲ့ subscribe လေးလုပ်ပေးသွားဖို့အတွက်တောင်းဆိုရှင်းပါတယ်ခင်ဗျာသမုဒ္ဒရာရေပြင်ကနေပေ650အနက်ကိုတော့ Triangle Zone လို့ခေါ်ပါတယ်အလင်းအောင်နင်းနေရှိတဲ့နေရာပါဒီနေရာတွေမှာတော့ဝေလငားတဲ့အများဆုံးနေထိုင်ကြပြီး Bioluminescent creature အကောင်တွေနဲ့ Leatherfish Vibrant Squid လို့ထူးဆန်းတဲ့အကောင်တွေကိုစတင်တွေ့ရပါပြီဒီနေရာမျိုးတွေမှာအလင်းအောင်နေတဲ့အတွက်တက်ရှိအများစုဟာအမေးအောင်အနီရင်းအောင်လို့ရှိကြပါတယ်ရေပေးအစ20ရှိတဲ့ဒီနေရာတွေမှာတော့ရင်းနေတော်အများစုနေထိုင်ကြတာဖြစ်ပါတယ်နောက်ထပ်ပေ3300ဒီနေရာကိုတော့ Mainnet Zone လို့ခေါ်ပါတယ်အလင်းအောင်ပြောက်ပြီးအမောင်ထုတွေကိုစက်တံဝင်ရောက်တဲ့နေရာပါဒီနေရာတွေမှာတော့ Anglerfish, Kufa Air, DC Jellyfish, Hashi Fish တွေလိုအလင်းထုတ်လုပ်နိုင်တဲ့ရင်းနေတော်တွေကိုအများဆုံးတွေ့ရမှာပါအကြောင်းကတော့ Bioluminescence ဆိုတဲ့ဒီအလင်းထုတ်လုပ်မှုဟာသူတို့အတွက်အစာရှာဖွေဖို့နဲ့ရန်သူတွေကိုလှည့်စားဖို့အတွက်အလွန်အရေးပါလို့ပါနောက်ပြီးကြီးမားတဲ့ပါဇက်တွားထက်တဲ့တွေဟာအစာရှားပါတဲ့အတွက်တွေ့သမျှအကုန်စားနိုင်အောင်လို့အထောက်အကူပြုပြီးခန္ဓာကိုယ်တင်းငယ်တာကလည်းအစာမစားရရင်ကြာခံနိုင်အောင်လို့ဖွေးစစ်ထားတာဖြစ်ပါတယ်ရေပေးကအဆ100လောက်ရှိတဲ့ဒီနေရာတွေမှာတော့တက်ရှိအများစုဟာအတန်ထက်အလင်းကိုဘာသာစကားလိုအသုံးပြုနေကြတာပါနောက်တဲ့ပေ6600အနက်ကိုတော့အဖေဆိုဆုံးလို့ခေါ်ပါတယ်အမောကပါဆိုလဲဟုတ်ပါတယ်ဒီနေရာတွေမှာတော့ရေပေးကအစနေရာတွေရှိတာကြောင့်တက်ရှိတွေဟာအယိုးမှမရှိတော့ပဲခန္ဓာကိုယ်အလွန်ပြည့်တဲ့ Tribal Fish, DC Cockroach, Giant Asphyr တွေလိုထူးဆန်းတဲ့အကောင်တွေကိုတွေ့ရပါတယ်ဒီတက်ရှိတွေဟာလှုပ်ရှားမှုနေပြီးတနေရာတွေကနေဖိမမသွားပဲလေနေထိုင်တာမျိုးတွေရှိပါတယ်ဒီလိုလှုပ်ရှားမှုနေတာဟာအစာရှားပါတဲ့သူတို့အတွက်စွန့်ဟန်ချွတ်တာလိုဖြစ်ပြီးအစာတကာစားပြီးသွားရင်လည်းနှစ်တွေချီအောင်မစားဘဲနေနိုင်ကြပါတယ်အခုချိန်မှာတော့သမုဒ္ဒရာရဲ့အဆုံးပိုင်းအမောကဘာဖြစ်တဲ့ပေ13100ကိုရောက်လာပါပြီဖေးကအစ400လောက်ရှိတဲ့ဒီနေရာတွေမှာတော့9မျိုးစိတ်တွေမရှိသလောက်ကိုရှားပြီး Alfalfaဝါဆိုတဲ့ပိုးကောင်တွေကိုသာအများဆုံးတွေ့ရပါတယ်ဒါပေမဲ့ငါးမျိုးစိတ်လုံးဝမရှိလို့တာမျိုးတော့မဟုတ်ပဲ Sniffish ဆိုတဲ့ငါးမျိုးစိတ်ကိုတော့တွေ့ရပါသေးတယ်ဒီညာတွေကတက်ရှိတွေဟာမျက်စိသေးပြီးတချို့မျိုးစိတ်တွေဆိုမျက်လုံးတောင်မရှိပါဘူးအဆက်ရှာပွေးတဲ့အချိန်တွေမှာဆိုထိတွေ့မှုကိုပဲအသုံးချပြီးအစာရှာပွေကြပါတယ်ဒါတွေကတော့လူသားတွေရှာပွေတွေ့ရှိထားတဲ့သမုဒ္ဒရာရေပြင်ရဲ့တစ်စိတ်တစ်ပိုင်းပဲဖြစ်ပါတယ်ပေပေါင်း13100ဆိုတာကလည်းသမုဒ္ဒရာရဲ့အနက်ချိန်ဆုံးနေရာတော့မဟုတ်သေးပါဘူးအဆုံးထိကြည့်ရှုအားပေးခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ကျွန်တော်ကတော့ထေးနိုင်ပါ